monkey တတမီမီတို့ကိုအခုပြောပြမှာကတော့စိတ်ဝင်စားစရာကောင်းတဲ့မြောက်ကလေးတွေအကြောင်းပဲဖြစ်ပါတယ်။မြောက်လေးတွေကလူတွေနဲ့ဆင်တူတဲ့မျိုးစိတ်တွေကတစ်ခုပဲဖြစ်တယ်။သူတို့မှာလက်တွေခြေတွေရှိပြီးတစ်ပင်ပေါ်တွေကိုအလွယ်တကူတတ်နိုင်တဲ့အရေးချင်းလည်းရှိပါတယ်တဲ့။မြောက်တွေကအုပ်စုလိုက်နေထိုင်တတ်တဲ့သတ္တဝါလေးတွေပါ။သူတို့ကအုပ်စုဖွဲ့ပြီးလှုပ်ရှားတာစားတောက်တာကစားတာတွေလည်းလုပ်တတ်ပါတယ်တဲ့။မြောက်တွေကလည်းအစုံစားတဲ့သတ္တဝါလေးပါပဲ။သူတို့ကအသီးနှံတွေအရွက်တွေပိုးမွှားတွေငှက်ဥတွေစတာတွေကိုစားတတ်တယ်။တဘာဝထဲမှာရှိတဲ့အစားအစာတွေကိုလည်းရှာဖွေစားတောက်တတ်ကြပါတယ်တဲ့။မြောက်တွေကညံရည်မြင့်တဲ့သတ္တဝါလေးတွေဖြစ်ပါတယ်။သူတို့ကအယုတ်တွေနဲ့ကစားတာဗဟေလိဖြေတာလူတွေရဲ့အပြုအမူတွေအတိုင်းကိုလိုက်လုံနိုင်တဲ့စွမ်းရည်ရှိပါတယ်တဲ့။မြောက်ကလေးတွေကကမ္ဘာတဝန်းမှာရှိကြတယ်။ကမ္ဘာနေရာအများစုမှာသူတို့ကနေထိုင်အထူးသဖြင့်တစ်တောတွေတောင်တန်းတွေမှာပေါက်ခွာတယ်သူတို့ကလည်းရာသီဥတုအမျိုးမျိုးကိုခံနိုင်တဲ့တိရစ္ဆာန်တွေဖြစ်ပါတယ်တဲ့ကဲမြောက်ကလေးတွေအကြောင်းကိုသိပြီဆိုတော့မြောက်လေးတွေအကြောင်းဖြေရအောင်မြောက်တွေကဘယ်မျိုးစိတ်ဝင်နေကြရလဲတစ်လူတွေနဲ့ဆင်တူတဲ့မျိုးစိတ်တွေရပါနှစ်ငှက်တွေနဲ့တူတဲ့မျိုးစိတ်တွေရပါသုံးငါးတွေနဲ့တူတဲ့မျိုးစိတ်တွေရပါဟုတ်ပါတယ်မြောက်တွေကလူတွေနဲ့စီတဲ့မျိုးစိတ်တွေရဲ့အကောင်လေးဖြစ်ပါတယ်ကဲတသားမီမီတို့အခုမြောက်ကလေးတွေအကြောင်းကိုသေချာသိသွားကြပြီနော်